ရွှေထပ်ပို့ပြီးခိုးခံရတဲ့အစားအစာများနံပါတ်1တင်ခဲတွေဟာကမ္ဘာပေါ်မှာခိုးခံရဆုံးအစားအစာဖြစ်နာမည်ကြီးပါတယ်နိုင်ငံတကာလေ့လာဆန်းစစ်ချက်အရကမ္ဘာတော်မှာထုတ်လုပ်သမျှတင်ခဲအားလုံးရဲ့400ခန့်ခန့်ဟာဆိုင်ကနေကိုးယူချင်းခံနေရတယ်လို့ဆိုပါတယ်တင်ခဲတွေဟာလူကြိုက်များပြီးဝယ်တဲ့သူတွေလည်းအမျက်ရှိတာကြောင့်ဘောင်ကူဈေးကွက်မှာလွယ်တကူပြန်ရောင်းလို့ရတယ်ဆိုပြီးပြောကြပါတယ်ဥပမာကထွက်တဲ့တက်ညင့်တင်ခဲမျိုးစားတွေဆိုရင်ရွယ်စားတင်းငယ်ပြီးဈေးလွန်ကြီးပါတယ်ဒါကြောင့်တခိုးတွေဟာပေါင်းပြီးအိတ်ထဲအလွယ်တကူထည့်ပြီးယူလာကြတာပဲဖြစ်ပါတယ်တင်ခဲခိုးမှုတွေဟာဒီလိုထင်တယ်လို့ဒါမှခိုးမှုမဟုတ်ပါဘူးစနစ်တကျဖွဲ့စည်းထားတဲ့ဂိုင်းတွေကပဲကွန်တိန်နာစီးလိုက်နဲ့ပါအကြီးကျယ်ခိုးယူကြတာပဲဖြစ်ပါတယ်2024ခုနှစ်တုန်းကတော့လန်ဒန်မြို့မှာပေါင်စတာလင်3သိန်းဖိုးရှိတဲ့အဆင့်မြင့်တင်ခဲ22တန်ကျော်ကိုဂိုင်းတစ်ခုကလက်စားပြီးခိုးယူထားခဲ့ပူပါတယ်ဘယ်လိုလုပ်ပြီးခိုးယူသွားကြတာလဲဆိုတော့သူတို့တွေဟာတာမန်တပြတွေလို့တနက်ကိုင်ပြီးဝင်လို့တာမဟုတ်ပါဘူးသူတို့တွေကပြင်သစ်အကြီးစားလက်လီဖြန့်ချီရေးကုမ္ပဏီရောင်းဆောင်ပြီး email တွေစာရွက်စာတမ်းအတုတွေနဲ့စနစ်တကျတည်တည်ချာချာ order တင်ပြီးလက်စားခဲ့တယ်လို့ဆိုပါတယ်ဒါကတော့ခိုးမှုဆိုတာတဲ့လိမ်လည်မှုလို့လည်းပြောလို့ရပါတယ်ခုချိန်နေတဲ့တင်တော့လည်းတင်ခဲဆိုင်ဖွင့်ဖို့စဉ်းစားထားတယ်ဆိုရင်ဒီလိုမျိုးတခိုးလေးတွေကိုတတိထားကြပါလို့ပြောချင်ပါတယ်အိမ်မှာတင်ခဲလေးတွေဝယ်ထားပြီးတယ်ဆိုရင်လည်းဘယ်သူမှမသိအောင်ကတ်တိုလေးဖတ်ထားကြပါလို့ပြောချင်ပါတယ်နံပါတ်1ချောကလက်ဒီတစ်ခုကတော့ဒီတော့ကောင်မလေးတွေအတွက်ဘလက်တိုင်းဒေးမှာခဏခဏဝယ်ပေးနေကြတဲ့ချောကလက်တွေပဲဖြစ်ပါတယ်ဝယ်ပေးမဲ့ကောင်လေးမရှိတဲ့အမကြီးတွေညီမလေးတွေကတော့ဘာကိုပဲဝယ်စားကြပါလို့ပြောချင်ပါတယ်စားတာပါဗီဒီယိုအကြောင်းပဲဆက်ပြောပြပါမယ်ကျွန်တော်တို့စားနေကြတဲ့ချောကလက်တွေဟာနောက်နိုင်ငံတွေမှာဆိုရင်အခုခံရဆုံးအစားအစာတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အရှိတောင်အာရှနိုင်ငံတွေမှာတော့ခွေးယူလေးမရှိကြပါဘူးရှိတယ်ဆိုရင်လည်းကလေးတွေဆိုင်ရှင်မမြင်ခင်အလစ်တုတ်တာမျိုးတွေဆိုင်ဝန်ထမ်းတချို့မတိမတာနိုင်ယူတာမျိုးလောက်ပဲရှိလိမ့်မယ်လို့ထင်ပါတယ်မရှိမဖြစ်တဲ့အစားအစာမဟုတ်တာကြောင့်ခိုးယူပြီးပြန်လည်ရောင်းချတာမျိုးကိုစိတ်ဝင်စားကြပါဘူးချောကလက်တွေကိုအရှိတောင်အာရှနိုင်ငံတွေကလက်ဆောင်ပေးစရာပစ္စည်းအဖြစ်ပဲတတ်မှတ်ထားကြပါတယ်ဝေးကြီးမကြည့်ပါနဲ့ကျွန်တော်တို့နိုင်ငံကိုပဲကြည့်ပါလက်တိုင်းတီးနေမဟုတ်ရင်ချောကလက်တွေကိုလဲတောင်ကြည့်ကြပါဦးဒါပေမဲ့ပလက်တိုင်းတီးနေရောက်ရင်တော့ Facebook တခွင်ပြည့်ပြည့်စင်အောင်ကိုမြင်တွေ့နေရတာပဲဖြစ်ပါတယ်။နောက်နိုင်ငံတွေကတော့ဒီချောကလက်တွေကိုသူတို့ရဲ့မရှိမဖြစ်အစားအစာတစ်ခုဖြစ်တတ်မှတ်ထားဖို့ရပါတယ်။ဒါကြောင့်ဒီချောကလက်တွေကိုအကြီးအကျယ်ခိုးယူပြီးပြန်လည်ရောင်းချနေကြတာပဲဖြစ်ပါတယ်။2019ခုနှစ်တုန်းကဂျာမနီနိုင်ငံ Newstein မြို့မှာချောကလက်ခိုးယူမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။တန်ချိန်20ခန့်ရှိတဲ့နာမည်ကြီး Nutella ချောကလက်တွေနဲ့ Kinder ချောကလက်ဥတွေကိုခိုးယူထားခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ဒီချိန်ကကာလပေါက်ဈေးအရဆိုရင်အမေရိကန်ဒေါ်လာ$8,200ခန့်တန်ဖိုးရှိတယ်လို့သိရပါတယ်။ဒီတစ်ခုတွေကချောကလက်တွေမကပဲအဲ့ဒီချောကလက်တွေတင်ထားတဲ့အခန်းကုန်တင်နှုတ်တွဲကြီးကိုပါတစ်ခါတည်းကားနဲ့ချိတ်ပြီးခိုးယူထားခဲ့ကြတယ်လို့ဆိုပါတယ်။ဒါလို့လည်းချောကလက်ဆိုင်ဖွင့်ဖို့စိတ်ကူးထားတယ်ဆိုရင်ဒီလိုချောကလက်တီးတန့်ခိုးတဲ့တခိုးတွေကိုတတိထားကြပါလို့ပြောချင်ပါတယ်။ငယ်တုန်းကဒီများဆိုင်မှာဆိုင်ရှင်မတိအောင်ဘာတွေကိုကတ်တိုလေးယူခဲ့ပူတယ်လဲဆိုတာကို comment အောက်မှာဖောက်တယ်ချတော့လို့ရပါတယ်။အားလုံးကိုကျေးဇူးများတင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့သူတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ခင်ဗျာဒီလိုမျိုးဗီဒီယိုလေးကြည့်ရဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe နှိပ်ထားဖို့တော့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျာအားလုံးပဲ bye bye